organic စားတယ်ဆိုတဲ့ဘဲကိုတကယ် organic စားတာဟုတ်မဟုတ်ခေါ်ပြီးတော့ပုံစံပေးလိုက်တယ်ဗျာကဲဘယ်လိုပုံစံပေးမလဲတစ်ချက်ရှိုးလိုက် ကိုကြီးကိုဘေးမှာခေါ်ထားပြီကိုကြီးကထမင်းနေစားနေဥ organic ကိုကြတော့ညာအသီးရွက်တွေပဲကျွေးနေ ။မကြည့်ပြောဦးဒီမှာ ဟုတ်ပါနော် organic ပဲစားတာဆိုပြီးရဒါပဲလားဟာရွက်ပဲလား organic ကဆက်လက်ရပဲစား ဟာစားတယ်ကွာကြည့်ဦး ငရုတ်သီးရောပါတယ် organic ပဲ အေးစက်သွမျိုးရောပါတယ် အဲ့တက်တယ်မြူလေ ကျွန်တော်ကတော့ဆွဲ organic ပဲစားဗျာ organic organic ပဲစားရတာပြင်းလာပြီဝေးပင်ခေါ်တဲ့ရှူသွားစားအောင်မယ်ဘာကျွေးမလဲတော့မသိဘူး 啊，好个ဝင်လို့မရဘူးအထဲမှာဘူးဝေးပင်စားနေ တော့ငါ organic กว่าမင်းอ่ะ အာ organic တွေပိုင်းနားမလဲဟိုကောင်ဆွဲစား ဟဲ့အဲ့ဒါဘူဖေးပြင်းနဲ့ချိန်လာတာဘူဖေးပြင်းစီခေါ်သွားလိုက် ဟုတ်မသိလို့ပါ ဟာကို organic ကခင်ဗျအခုမှရောက်လာတယ်ဒီမှာပြင်ဆင်ထားတာအရွက်တွေတောင်နွား ခေါ် တော့ တော့ခေါ်ပြီးရဒါပဲလားဟာရွက်ပဲလား organic ကဆက်လက်ရပဲစား ဟာစားတယ်ကွာကြည့်ဦး ငရုတ်သီးရောပါတယ် organic ပဲ အေးစက်သွမျိုးရောပါတယ် အဲ့တက်တယ်မြူလေဒါပါလေအစားနေကြည့်အဲ့ပါနဲ့ ဟာမကြီးသီးပစုံကြောက်ကြော်ဟာရှယ်ကွာမင်းထမင်း3ဦးလောက်ကုန်တယ် အတုံးပဲလေအဲ့ဆိုရင်တော့ဒီဘက်ပေးပါအောင်ဟာဆွဲပြီဗျာကျွန်တော်ကတော့ အဲ့အများကြီးမစားနဲ့နော် အာ ကောင်းတယ်နော် ကောင်းတယ်လုံးဝ အဲ့ကျွန်တော်လက်ရမိုက်တယ်မလား လိုက်တယ်လုံးတော့ကလုံးဝငါမနေဘူး တကယ်ဦးနော် ဒီကြီးအဲ့မင်းကိုယ်တိုင်ချက်တာဟုတ်လားကောင်းလိုက်တာဟာ ငါလည်း ဝေးသူရှောက်ပြောနေတာသူဘယ်ကနေဝယ်ထားမှမသိဘူးချက်တာမဟုတ်ဘူး ရှင်းအောင်ဒီကိစ္စရှင်းအောင်တောက်ပြောနေကြည့် စားကြီးမှပြောပြမယ် သမင်းနေတယ်သမင်း ဟာရှိတယ် all right ကောင်းတယ် โอ้ ကောင်းတယ်ဘာမလို့ တော့ကောင်းနော် တော့ကောင်းတယ်ခေါင်းတော်ပေါ်လာကျွန်တော်ပြစားတာညံလိုက်တာများလိုက်တာ ဟောအဲ့ပစုံကြောင့်မကြီးသီးကျက်တော်တော်မိုက်တယ် အာငါလည်းဆွဲတယ်ရော ဂျိုင်းသမီးထည့်ပေးအောင် အာကဲနောက်တစ်ဝဲဒါတော့ဂျာတို့လုံးသွားတာအားမရဘူး တော့အငဲအချိုအဆက်ကအကုန်လုံးကဘဲလက်ဖြစ်တယ်ဟုတ်တယ် လုံးဝအစားဂျာသမင်းအောင်ဂျာသမင်း ဟာဘယ်နှပွဲရှိတော့ခင်ဗျများနေပြီဗျာကျွန်တော်ညသာစားအောင်မှာ ခုမှနှစ်ပွဲရှိတယ်နောက်တစ်ခုမှသုံးပွဲ အေးနောက်ဆုံးမဲနော် ဂျာကြီးကကြိုက်တာကြာသမင်းတောင်းတာဟုတ် လာပြီ ပြောင်းဟိုကရှိသေးလားမကြီးသီးပစုံကြောင့်ကြော ရှိတယ် ဆရာတို့ဥမာတို့ ယုံလား အေးထက်ကိုတယောက်တည်းစားလို့ကုန်ပြီ ဆွဲနေတာအမှန်ကန်ဆွဲနေတာ ကျွေးမိတာမှားပါတယ်ဗျာငါဆက်လက်ရွက်ပဲစားမယ်ထင်လို့ကိုရကျွန်တော်ထက်တောင်စားတာနော် ကောင်းတယ်လေမကြီးမဲ့မကြီးသေးပြီတော့ကြော မင်းပြောတော့ကိုယ်တိုင်ချက်တာသို့ခုတော့ဒီထုတ်နေတာ ဟောချထားတာကြားလိုက်ခင်ဗျခုမှတွေ့ရလား အာအခုမှတွေ့တာတူလေးမကြီးသေးဘယ်တော့ကြောလုံးဝရှဲလုံးဝကောင်းတာနော် ရှယ်ဆိုပြန်ချလိုက်အိတ်ထဲထည့်သွားမှာကျွန်တော်ပြောကြစီအသက်စီအကောင်းသားဘုံကြောင့်လည်းအကောင်း ဂျိုက်တမင်းနဲ့ပေးပါဦး အာထမင်းကကုံသွားပြီမရှိတော့ဘူးတော်တော့ တန်းတိုင်းဖြစ်နေဒီမှာ ဟာပေးလိုက်ပါ မရှိတော့ဘူးဒီမှာ အော်မရှိတော့ဘူး ရရနောက်ဆုံးမေးဒါလေးပဲရှာဖို့တင်ပြီးတော့ပြန်တော့ ကဲဗျာတဘာဝ organic တွေပဲစားတယ်ကို organic ကြီးထမင်း6ပကံကုန်သွားတာ ငါးပကံ ဟုတ်9ပကံ sorry အာခင်ဗျားလည်း ငါးပကံ မှာ ငါးပကံ မင်းမရှိတော့လို့ အော်ဟုတ်တယ်အဲ့တော့ ဘာလို့လဲဆိုတော့တူလေးကြောင်းပေါ့ဗျာကျွန်တော်အပိုပြောတာမဟုတ်တကယ်စားကြည့်လိုက်လုံးဝရှဲ့နော်ဘလို့လဲ လုံးဝချင်းပြီ